Okay ကျွန်တော်ပို့လေးတင်ပြနေအောင်ပါပေါ့နော်ကျွန်တော် drum pattern လေးတွေကိုဘယ်လိုရိုက်ကြတယ်ဘယ်လို fashion လေးပါရဲဆိုတော့မေးလာများလို့ပေါ့နော်ကျွန်တော်ပြပြပေးတာဖြစ်ပါတယ်။အဲ့တော့ဒါတော့ကျွန်တော်နောက်ကွယ်လှုပ်တဲ့ကုတ်လေးပေါ့နော်ကျွန်တော်စလိုက်အောင်ပေါ့နော်ဒီကောင်းမှာပါတဲ့ fashion လေးဆိုကျွန်တော်ပုံမှန်တိုင်းဆိုရင်လူကြီးတွေအတွက်ပေါ့နော်ကျွန်တော် night move step move လေးထားပေးထားတယ်ပြီးရင်ကျွန်တော်ဒီကောင်လေးက line ဖွင့်ကြမလို့ offline version ပေါ့နော် offline အနေနဲ့ကျွန်တော်တို့သုံးလို့ရမယ်ပေါ့နော်ဒီကောင်မှာကျွန်တော်ဒီကောင်လေးကကျွန်တော်တို့အတန်ထွက်တဲ့ချိန်မှာတွားမယ် weight line လေးပေါ့နော်ကျွန်တော်တို့ drum pattern တွေပါတွေပေါ့နော် drum roll တွေပါလုပ်တဲ့ချိန်မှာအဆင်ပြေအောင်လို့ကျွန်တော်ဒီမှာရိုက်ချက်လေးပြေးနေအောင်ကျွန်တော်ပြပေးထားတယ်။okay ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ intro ဆိုရင်တော့ intro file ကို volume control ပါတယ် pattern ပိုင်းကို volume control ပါတယ် row and ပိုင်းကိုcontrol ပါတယ်ပေါ့နော် reverse ဆိုတဲ့ effect လေးကျွန်တော်တို့ထည့်ပေးထားတယ်မတန်ဖို့အနည်းငယ်လေးလုပ်လို့ရမယ်ပေါ့နော်ပြီးရင်ကျွန်တော်နောက်တစ်ခုကဒီမှာစတိုင်ကို TV တဲ့စတိုင်လေးကိုစေးထားလို့ရမယ်စေးထားပြီးလို့ရှိရင်လည်းကျွန်တော် unlimit စေးလို့ရမယ်ကန့်သက်မရှိဘူးပေါ့နော်စေးထားလို့ရမယ် offline မှာပဲကျွန်တော်စေးလို့ရမယ်စေးပြီးလို့ရှိရင်လည်းကျွန်တော်ဒီကောင်လေးကိုပြန်ရှာတဲ့ချိန်မှာလည်းအလွယ်တကူရှာလို့ရတယ်ကျွန်တော် style ကြီးရာပေါင်းချီသွားတဲ့အချိန်မှာကျွန်တော်နာမည်လေးရိုက်ရုံနဲ့အလွယ်တကူပေါ်လာတယ်ပေါ့နော်ပြီးကျွန်တော်ဒီမှာ intro abc ဆိုပြီးထည့်ထားတယ် pattern abc ဆိုပြီးထည့်ထားတယ်ကျွန်တော် row abc ဆိုထည့်ပေးထားတယ်ပြီးကျွန်တော် md ပေါ့နော်နောက်ပြီးကျွန်တော် all stop ဆိုပြီးထည့်ပေးထားတယ်ဒီကောင်လေးအလုပ်လုပ်ပုံတွေကကျွန်တော်ပုံမှန်တိုင်းလေးပဲ intro ဆိုရင်ကျွန်တော် intro ခေါ်လိုက်မယ်ပေါ့နော် intro ဆိုတာကျွန်တော်အစားပိုင်းပေါ့နော်ကျွန်တော်မတီးခင်မှာ intro လေးတပါးစာလောက်ခေါ်လိုက်မယ်တပါးခေါ်ပြီးတဲ့အချိန်မှာကျွန်တော်တို့pattern A ကို A နဲ့ခေါ်လို့ရှိရင် pattern A ကိုရောက်သွားမယ် pattern A မှာပဲကျွန်တော်တို့ရိုး normal pattern အနေနဲ့သွားနေမယ်ပေါ့နော်သွားပြီးတဲ့အချိန်မှာကျွန်တော်တို့ row ခေါင်းမဲ့နေရာမှာ row A ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ row A တပါးစာသွားမယ်ပေါ့နော် row A တပါးစာသွားပြီးလို့ရှိရင်ကျွန်တော်တို့normal pattern A ကိုပဲမူရင်း A ကိုပဲပြန်ရောက်သွားမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က pattern B ကိုထည့်ထားတယ်ဆိုလို့ရှိရင်ဥမာ pattern A ကိုသွားနေတယ်အဲ့ကနေမှကျွန်တော်တို့ row B ကိုကျွန်တော်တို့ row ခေါ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ rowတပါးစာပြီးသွားပြီဆိုရင်ကျွန်တော် pattern B ကိုသွားမယ်အရင်လိုမျိုး A ကိုမသွားတော့ကျွန်တော် row A ခောက်လိုက်မယ်ဆိုရင် pattern A ကိုသွားမယ် row B ခောက်လိုက်မယ်ဆိုရင် pattern B ကိုသွားမယ် row C ခောက်လိုက်မယ်ဆိုရင် pattern C ကိုသွားမယ်အဲ့လိုမျိုးကျွန်တော်ထည့်ပေးထားတယ်ခေါ်တာကြကျွန်တော်တို့ intro A နဲ့ခေါ်ရင် pattern A ကိုသွားမယ်intro B နဲ့ခေါ်ရင် pattern B ကိုသွားမယ် intro C နဲ့ခေါ်ရင် pattern C ကိုသွားမယ်ဒါပေမဲ့ကျွန်တော်တို့ row ဆိုရင်လည်းသူနဲ့သက်ဆိုင်ရာ pattern ကိုပဲပြန်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာချက်ချင်းရက်ချင်တယ်ဆိုတော့ကျွန်တော် all store နဲ့ရက်လို့ရတယ်အဲ့ဒါမှမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တို့ဒီတပါးစာပြီးကြမှာပေါ့ကျွန်တော်တို့ကတချင်းဆုံးသက်ချင်တယ်ဆိုရင် ending ဆိုတာလေးကျွန်တော်တို့ထည့်ပေးထားတယ် ending ကကြဘယ်ဟာအတွက်မဆိုကျွန်တော်တို့အသုံးဝင်နေပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့တစ်ချက်စကြည့်လိုက်အောင်ကျွန်တော်ဒီထဲကိုစတိုင်လေးထည့်ကြည့်မယ်ဒီထဲမှာစတိုင်လေးထည့်ကြတချို့ကကျွန်တော်တို့midi file တွေပိုင်းနဲ့တွဲတီးလို့ရမလားပေါ့တခြားရိုက်ထားတဲ့ midi translate တွေပိုင်းထည့်ပြီးဒီထဲတီးလို့ရမလားဆိုတော့ကျွန်တော်တို့ fashion မှာဒါအတွက်တော့မပါသေးဘူးကျွန်တော်တို့ကရိုးရှင်းရှင်းလေးနဲ့ကျွန်တော်ဝိုင်းကရှင်အတွက်ဘယ်မျိုးလုပ်ပေးထားလဲဆိုတော့ကျွန်တော်နေပြီးတော့ဒီ FNS Studio နဲ့ပေါ့နော်ကျွန်တော်တို့ကနေပြီးတော့ style လေးရိုက်လိုက်တယ် style ရိုက်ပြီးတော့အချိန်မှာကျွန်တော်တို့ wave file အနေနဲ့ပဲစတိုင်ထုတ်ပေးထားတယ် wave file လေးကိုဒီထဲမှာထည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီထဲမှာကျအဲ့လိုမျိုး wave file ထုံနည်းလေးရော style ရိုက်နည်းလေးရောစအားလုံးပါမယ်ဒါတော့ကျွန်တော်တို့ CIP ရဲ့အချိန်မှာဒီကောင်လေးပြန်သုံးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်နမူနာလေးတစ်ခုပြပေးမယ်ကျွန်တော်တို့ဒီမှာ intro A မှာကျွန်တော်တို့ intro A လေးထည့်မယ်ကိုကြာပြီးတဲ့အချိန်မှာကျွန်တော်တို့တွားရွေးလို့ရမယ်ကျွန်တော်တို့ row လေးပဲထားပေးထားတယ်ဥပမာပုံမှန်လေးတစ်ခုပြပေးမယ်ပေါ့နော်ကိုပြီးသွားချင်းကျွန်တော်တို့ဒီမှာ pattern B မှာလည်းကျွန်တော်တို့ pattern လေးတစ်ခုကျွန်တော်တို့လွယ်အောင်ဒီကျွန်တော်တို့ intro မှာအကုန်လုံးထည့်လိုက်မယ်ပေါ့နော် intro မှာကျွန်တော်တို့3ခုလုံးထည့်လိုက်မယ်ဒါတော့ကျွန်တော်တို့တပီးစာတွေရိုက်ထားတာပေါ့နော်ပြီးကျွန်တော်တို့ pattern မှာကျတော့ကျွန်တော်တို့ normal pattern လေးနဲ့ရိုက်ထားတယ်ကျွန်တော်တို့ normal pattern လေးတစ်ချက်သွားမယ်ပေါ့နော်ဒါကျွန်တော်ရိုးမြန်မာတန်ပုံစံမျိုးလေးပဲကျွန်တော်ထည့်ပေးထားမယ်ဒီကောင်ထည့်ပြီးသွားတဲ့အချိန်မှာသူ့ရဲ့ခလုတ်တွေမှာကျတော့အခုလိုမျိုးအစိမ်းအပတ်ရောင်လေးအစိမ်းပတ်လေးနဲ့ဖြစ်သွားမယ်ကျွန်တော်တို့မထည့်ရသေးဟာတွေမှာကျတော့ကျွန်တော်ရိုးလေးပဲဖြစ်နေမယ်ပေါ့နော်ရိုးရိုးဖြစ်နေမယ်တော့ဒီကောင်လေးကျွန်တော်ဆန်းပြဖို့အတွက်ကျွန်တော်ထည့်တာပေါ့နော် row မှာလည်းအဲ့တိုင်းလေးပဲကျွန်တော် row လေးတွေထည့်မယ်ပေါ့နော်ကျွန်တော်ရိုက်ထားတဲ့ row လေးတွေကိုထည့်မယ်ဒါကျွန်တော်ပတ်ချလိုက်တာလေးပဲထည့်ပေးထားရပါတော့ပြီးဒီမှာကျွန်တော် ending တွင်လည်းကျွန်တော်တခုအဆုံးတက်လိုက်မယ်ပေါ့နော်ပြီးအပြင်ကျွန်တော်တို့ကနေပြီးစတိုင်မှတ်မယ်ပေါ့နော်ကျွန်တော်ဒီမှာဗားမယ်ဆိုတော့မြန်မာတန်လို့ပဲကျွန်တော်တို့မြန်မာတန်စတိုင်လို့ပဲကျွန်တော်မြန်မာလို့မှတ်လိုက်မယ်မြန်မာတန်စတိုင်ပေါ့နော်မြန်မာတန်စတိုင်မှတ်ပြီးသွားရင်ကျွန်တော်နေဘာလုပ်မလဲဆိုတော့ message စတိုင်ကိုတစ်ချက်နှိပ်လိုက်မယ်ကြိတာဆိုကျွန်တော် save စတိုင်ဖြစ်သွားပြီစတိုင်ကိုကျွန်တော် story ထဲမှာတိတ်ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ကနေပြီးဘာလုပ်မလဲဆိုတော့ intro A လေးခေါ်ကြည့်မယ်ပေါ့နော်ကျွန်တော်တပီးတာ intro တပီးစာခေါ်ပြီးရင်သူ့ရဲ့ pattern ကိုသွားမယ်အခု B နဲ့ပြီးကျွန်တော် intro ကြည့်ပါမယ်ပြီးတော့ row တစ်ချက်ခောက်ကြည့်လိုက်ပါမယ်နော်ကျွန်တော် normal pattern သွားနေတယ်ဆို row တစ်ချက်ခောက်ကြည့်လိုက်
သူ့ရဲ့ original pattern ကိုပဲကျွန်တော်ချက်တန်းပါမယ် okay ဒီနဲ့ခေါ်ထားမယ်ရိုးပြီးခေါက်လိုက်မယ် okay เนาะအဲ့တော့ကျွန်တော်တစ်ချက်ဆက်ရှင်းလိုက်မယ်ပေါ့နော်story ထဲမှာကြံမကြံဆိုတော့ကျွန်တော်တစ်ချက်ရှင်းလိုက်မယ်ပြီးရင်ကျွန်တော်တို့အသုံးပြုတဲ့ဖိုင်လေးသွားပြီးကျွန်တော်တစ်ချက်ပြန် run လိုက်မယ် run ပြီးတော့ခုနဒီဟာဆိုရင်ကျွန်တော်စတိုင်ကဘာမှမထည့်ရသေးဖြစ်ပါပြီအဲ့တော့ကျွန်တော်တို့ကစတိုင်ကိုပြန်ရှာမယ်ခုနကျွန်တော်မြန်မာစတိုင်ဆိုပြီးပေးခဲ့တယ်မြန်မာစတိုင်အခုဒါဆိုမြန်မာစတိုင်ကျွန်တော်တို့ auto ပေါ်လာပြီပေါ့နော်မြန်မာစတိုင် auto ပေါ်လာပြီမြန်မာစတိုင်နှိပ်လိုက်ရုံပဲနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ install ပြန်တင်ပေးလိမ့်မယ် install style เนาะ install ပြန်တင်လိုက်တယ်မြန်မာစတိုင် install ပြန်တင်ထားတယ်ပေါ့နော်ကျွန်တော် any ခေါ်ကြည့်မယ် okay ဒါဆိုကျွန်တော်တပားသာပြီးတပီးစာပြီးရနေရက်သွားမယ်နော်ဒါတော့ကျွန်တော်တို့မှာပါတယ်စတိုင်လေးစတိုင်လေးနောက်ထပ်အများကြီးရက်လို့ရသေးတယ်ဥပမာကျွန်တော်တို့မြန်မာ transtain လို့ပဲကျွန်တော်တို့ထပ်ပြီးတော့နာမည်ထပ်ပေးလိုက်မယ်နောက်တစ်ခုပေါ့နော်ဆေးလိုက်မယ် okay ပြီးတော့ကျွန်တော်တို့တစ်ခုကိုဒီနဲ့ဒီ row တိုင်းကိုနောက်တစ်ခုဒါကျွန်တော်တို့ဆေးတဲ့ပုံစံလေးပေါ့နော်ဘယ်လိုထပ်မဲ့ရမလဲဆိုတော့ကျွန်တော်တို့1 2 3 4ပေါ့နော်1 2 3 4လို့ပဲကျွန်တော်မှတ်ထားလိုက်မယ်ဆေးလိုက်မယ်ကိုတင်း3လေးဆေးပါပြီအဲ့တော့ကျွန်တော်ဒီရဲ့ style လေးပြန်ရှာမယ်ခုနကမြန်မာပေါ့နော် sorry အောက်ကကျအောက်ထဲမှာရှာမယ်နော်ကျွန်တော်မြန်မာကြွေးတာဆိုကျွန်တော်တို့နီးစက်ရကျွန်တော်တချင်းနာမည်မှတ်ထားမယ်တချင်းနာမည်တွေကိုအလွယ်တကူရွေးပြီးအလွယ်တကူပြန်ဖွင့်လို့ရမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီကောင်ရဲ့အသုံးပြုပုံနဲ့ပါတဲ့ fashion လေးတွေပေါ့နော်ကျွန်တော်တို့လောင်းဝ model အနေနဲ့အတွက်လုံးဝကိုပဲအရန်ကိုပဲအသုံးဝင်မယ်ပေါ့နော်ကျွန်တော်တို့ dress style ထည့်မရတဲ့ဘာသာညီကိုတွေအတွက် dress style ကိုယ်တိုင်ရိုက်လို့ရမယ်ကိုယ်တိုင်ထည့်လို့ရမယ်ကျွန်တော် okay ကျွန်တော်နောက်တစ်ပိုင်းမှာကျတော့ keyboard နဲ့ဘယ်လိုချိတ်ရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တစ်ချက်ပြောမှဖြစ်ပါတယ်အခုကျွန်တော်နောက်ထပ်အသုံးပြုပုံလေးကိုဆက်ကြည့်အောင်ခင်ဗျာနော်ကျွန်တော် OZ တို့ပါညာတို့ပေါ့နော်အဲကောင်လေးကျွန်တော်တစ်ချက်ထည့်ကြည့်မယ် okay ကျွန်တော်ဇိုက်ဆန်းထားတာလေးပေါ့နော် okay ကျွန်တော်ပထမဆုံးဟိုအောင်ထည့်ပြီးမယ်ပေါ့နော်ရှမ်းတူထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ OZ ထည့်မယ်ပေါ့နော်ကျွန်တော်တွေ့ရလေးပဲထည့်လိုက်တော့နော်ပြီးကျွန်တော်တစ်ချက် play ကြည့်ပါနော်မြန်မာတန်လေးတွေလည်းအဆင်ပြေလားပေါ့နော်ကဲကျွန်တော်တစ်ချက်ပြောင်းဖြန်းပြီးထည့်ကြည့်မယ်နော်နောက်ထပ်ဟာလေးတွေပေါ့နော်โอเคကျွန်တော်ဝါလက်လေးထည့်တယ်โอเคအဲ့လိုမျိုးလေးတွေလည်းကျွန်တော်တို့ရိုက်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်ကျွန်တော် OZ လေးပါကျွန်တော်တစ်ချက်ထည့်ကြည့်မယ်ပေါ့နော်တွေ့ချင်လို့ပါကျွန်တော်ရိုက်ထားတဲ့စတိုင်လေးကိုပေါ့နော်ကျွန်တော်စတိုင်ရိုက်နည်းပါညာတော့မပြတော့ဘူးကျွန်တော် keyboard နဲ့ကျွန်တော်ဖုန်းနဲ့ချိန်ပြီးစတိုင်တွေဘယ်လိုရိုက်လို့ရမလဲဆိုတော့ကျွန်တော်ပြောမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖုန်းမှာကြာတော့တချို့ဖုန်းတွေမှာကြာတော့ရိုးရိုးနဲ့ချက်ပေါင်းနေတာရှိရဲပြင်ချိုး output ကို Type C နဲ့ထွက်လာတာရှိရဲချို့ဆိုရင် iPhone နဲ့လာတာမျိုးရှိရဲပေါ့နော်โอเคအဲ့လိုမျိုးလေးအမျိုးမျိုးရှိရဲအဲ့တော့ကျွန်တော်တို့ရှိရနေပြီးတော့ကျွန်တော်ပုံမှန်နဲ့ရိုးနဲ့ချက်ဆိုရင်ဒီလိုတပင်တူတပင်သုံးလို့ရတယ်တပင်ဖုန်းမှာတစ်ချက်ထိုးမယ်ကျွန်တော် keyboard မှာတစ်ချက်ထိုးမယ်ပေါ့နော်ကျွန်တော်ဒီလိုပင်လေးနဲ့လည်းသုံးလို့ရတယ်နောက်တစ်ခုကကျွန်တော်အရေးကြီးတာကဖုန်းမှာ Type C ဆိုရင် Type C တစ်ဖက်နှစ်ချက်ပေါက်တစ်ချက်နှစ်ချက်ပေါက်တစ်ဖက်ပေါ့နော်ကျွန်တော် KB ရဲ့ဝင်မဲ့ဟာပေါ့ဥပမာကျွန်တော် iPhone ဆိုလဲ iPhone ပေါ့ကျိုးတွေကအမျိုးမျိုးရှိရဗျတပင်ဆိုတပင်ပေါ့နော်ပြီးရင်ကျွန်တော်တို့ Type C တူတပင်လေးရရှိရအများကြီးပဲအဲ့ဒါမှကျွန်တော် keyboard ကနေပဲသွားချိန်မယ်ဆိုတော့ကြာဆို Casio ပေါ့နော် Casio မှာဆိုကျွန်တော်ဒီမှာ Oreo in ရှိရ Oreo in ဆိုရင်တော့ဒီလိုမျိုးတပင်နဲ့ရိုး join လို့ရတယ် join လို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာ mic ပေါက်နေဆိုလဲ join လို့ရတယ်ချို့ဟာတွေအဆင်ပြေတယ်
ချို့ Oreo တွေကတော့အဆင်ပြေဆုံးပဲတကယ်လို့ Oreo မှာအဆင်ပြေရင်မိုင်းနဲ့ထပ်ပြီး join လုပ်ရတယ်ကဲလို့မှမိုင်းနဲ့ထပ်ပြီး join မယ်ဆိုလို့ရှိရင်ကြားကန်နဲ့ဒီလိုမျိုးလေးတစ်ခုလိုမယ်ဒီလိုမျိုးတစ်ခုဒီကောင်က KB မှာထိုးပြီးတော့ဒီနောက်ကပေါက်ကြတမိတမိနဲ့ထပ် join ရမယ်ပေါ့နော်ကျွန်တော်ဒီရန်မာရီမှာဆိုတော့တော်တော်များများကြိုက်လောက်မြင်ကြိုက်လောက်နိုင်ပေါ့နော် Oreo in ဆိုတာတော့ KB တိုင်းမှာပါတယ်ပေါ့နော်တော်တော်များများလည်းပါတယ် Oreo in AUH in ပေါ့နော်ဒီမှာကျွန်တော်တို့ AUH in ပါတယ်ဒီကောင်လေးမှာလည်းဒီပုံစံတိုင်းလေးပေါ့နော်ပုံမှန်တိုင်း AUH in ဆိုရင်တပင်နဲ့ထိုးလို့ရမယ်ဒီလိုမှမိုက်ပေါက်ကနေ join မယ်ဒါပေမဲ့မပါဘူးတခြားအဝင်တွေမှာမိုက်ပုံစံမျိုးပါမယ်ဆိုရင် join လို့ရတယ်ပေါ့နော်ဒီကောင်လိုမျိုးတချို့က KB မှာမှတ်လို့မရဘူးလားပေါ့နော်ကျွန်တော် modern နဲ့ဟာကြ KB မှာမှတ်လို့မရဘူးကျွန်တော်တို့ဖုန်းနဲ့ချိန်မယ်ဆိုရင်ကျွန်တော်တို့ဖုန်းတော့ကျွန်တော်တို့အပြင် story အနေနဲ့ပဲကျွန်တော်တို့အသုံးပြုလို့ရမယ် KB မှာတော့မှတ်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ဖုန်းထဲမှာကြာကြိုက်လောက်မှတ်လို့ရတယ်ကြိုက်လောက်တင်ထားလို့ရတယ်ပေါ့နော်ကျွန်တော်တို့KB ရဲ့ memory စာကျွန်တော်တို့ဖုန်းကိုအသုံးပြုလိုက်တာပေါ့နော်အားလုံးပဲအဆင်ပြေကြပါလိမ့်မယ်